အားလုံးမင်္ဂလာပါရှင်ရှမုံချဲစစကွန်ဖျစ်ကနေပြောမှကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီနေ့မှာမတို့ Return Writing ရဲ့ Unit 10 Food Safety ကိုရောက်ပြီပေါ့နော်အဲ့တော့စာမျက်နှာ94နဲ့95မှာသူ့ဟာကဒီတစ်ခါက short paragraph ရေးခိုင်းတာမဟုတ်ဘူးအစီရေးခိုင်းတာမဟုတ်ဘူး letter ရေးခိုင်းတာဒါမြတ်ပါလက်ကြလဲ complaint letter ကိုရေးခိုင်းတာပေါ့နော်မင်းတို့ရဲ့ဒီမှာစာမျက်နှာ94ကိုကြည့်ကြည့် 10e writing အောက်မှာအဲ့ဒီ writing a complaint letter ဆိုရဲ for example ပေးထားတာလေးကိုမှ session ပြပေးမယ်နော်ဒါဒီဟာလေးကိုရှင်းပြပေးပြီးတော့မှဟိုဘက် writing B ကိုသွားကြမယ်အဲ့တော့ write a complaint letter ဘယ်လိုခေါ်မလဲ complaint တက်ခိုင်းတာပေါ့နော်ဟို complaint ဆိုတာမြန်မာလိုဘယ်လိုဘာသာပြန်ရမလဲအပြစ်တင်တာလားဟို blind အဲ့လိုပေါ့နော် blind တော့မဟုတ်ပါဘူးအဲ့လိုမျိုးလေဟိုစောရခတက်တဲ့ letter မျိုးရေးခိုင်းတာပေါ့နော်အဲ့တော့ A ဒါမဲ့A မှာပါပေးထားတာလေ study the following complaint letter and leave the part of the letter 1 to 5 using the part given in the box ထဲမှာပေးထားတဲ့ဒီဟိုအချက်5ချက်နဲ့ပေါ့နော် label လေးလည်းတက်ရမယ် complaint letter ကိုအဲ့လိုရေးခိုင်းတာအဲ့တော့ A ကိုကြည့်ကြည့် box A ထဲမှာ salutation ဆိုတာက greeting နှုတ်ဆက်စကားကိုပြောတာပေါ့နော်အဲ့တော့ B body of the letter စာကိုအဲ့တော့ C leave taken ဆိုတာဘာသာပြန်ရရင်မြန်မာလိုမျိုးပြောရင်နဲ့ခတ်တယ်တိလားမနဲ့ဘာသာမပြန်တတ်ဘူးလို့ဖြစ်နေအဲ့တော့ D ပေါ့နော် center address and date ပေါ့နော် center ဆိုတာကဒီနေရာမှာစာရေးသူပေးပို့သူလို့အဓိပ္ပာယ်ရတယ်ပေါ့နော်အဲ့တော့ပေးပို့သူရဲ့လက်စာကိုနဲ့နေ့စွဲကိုတင်ရမယ်အဲ့တော့ E receiver address လက်ခံရရှိသူရဲ့ address ကိုလည်းတက်ပေးရမယ်တဲ့အဲ့တော့ one အချက်မှာတော့ဘာပေးထားရလဲ number 21 Tingbin Road ညရကုန်း Township ရန်ကုန် 21/8/2020 ဒါကသူ့ရဲ့ center address and date ကိုရေးလိုက်ပြီပေါ့နော်ပြီးတော့ receiver address ကိုရေးကြမယ် say manager Islam Mart number 1ဒါပါလေခရီ road ဗဟန်း township ပေါ့နော်ရန်ကုန်ဖြစ်တယ်ပြီးတော့ number 3မှာကကြတော့ dear sir ဆိုပြီးတော့မှသူက greeting လေးထည့်လိုက်တယ်ပေါ့နော်ပြီးတော့ for ရေးကြမယ် on the 20th of August 2020 I bought a dozen bottle of milk with the brand name fresh unfortunately when I got home I found the milk had gone so ဒီပါတယ်ချင်နေပြီပေါ့နော်ဒီ milk ကချင်နေပြီအဲ့တော့သူစားလို့မရတော့ fresh မဖြစ်တော့ဘူးအဲ့ဒါသူကပြန်ပြီးတော့မှဆိုင်ရှင် complaint တက်တာဝင်လာတဲ့ဆိုင်ကနေဟိုအိမ်ထဲပြန်လဲရောက်ရောဟိုချင်နေပြီကွာစားလို့မရတော့အဲ့ဒါကိုပြောတာပြီးတော့ I wonder therefore whether I could get a refund or reclaimance I have attached a copy of the receipt ငါအဲ့ဒါကို refund ဆိုတာကအစားထိုးတာပေါ့နော် replacement အစားထိုးတာပဲဟိုပြန်ပြီးတော့မှလိုချင်နေဒီအတွက်အစားပြန်လိုချင်နေဒါကိုပြောတာပြီးတော့အနည်းကုန်ချုပ်နေသူကပြောပါလေ I look forward to hearing from you within a week if possible my phone number is 392 395ချက်ကိုပြောပြထားတယ်ဆိုတော့ဖြစ်နိုင်မယ်ဆိုလို့ရှိရင်တော့ဒီတစ်ပတ်အတွင်းကအကြောင်းကြားပြန်စားဖို့လုပ်ချင်တယ်ပေါ့နော်ငါ့ဖုန်းနံပါတ်လေးကိုသူတာထားထည့်ပေးထားတယ်ပေါ့နော် your faithfully လာမယ်ဒေါ်လာမယ်ဆိုပြီးတော့မှတော့ရေးနိုင်တယ်ဒီ great time writing မှာကြတော့လေစာပေးပို့သူကစာလက်ခံရရှိတဲ့သူရဲ့ date ကိုရေးရတယ်ဒါပေမဲ့ grade 12မှာတော့ဟို receiver address ကိုထည့်မရေးဘူး center address and date ပဲအဲ့လိုရေးရတာပေါ့နော်ဒါပေမဲ့ရေးရမယ့်ပုံဖောင်လေးကိုတည်ပြီးပြီဆိုတော့မတို့စာမျက်နှာ95ကအဲ့ဒီမှာသူလောက်ခိုင်းထားတဲ့ exercise လေးကိုကြည့်ကြမယ်ပြီးပေါ့နော်အဲ့တော့စာမျက်နှာ95မှာသူပေးထားတဲ့မိကုန်းလေးကိုကြည့်ကြည့်ကြမယ်ပေါ့နော်ပြီး you are go see to တင်ကကိုစီသူဖြစ်တယ်ပေါ့နော် you live in ပြည်တင်ကပြည်မှာနေတယ် write a complaint letter to the same manager of Bright Office and Stationery Store ပေါ့နော်ဒီ Bright ရုံးနဲ့ဒီ Stationery Store မှာအယောင်းမန်နေဂျာစေးမန်နေဂျာလုပ်နေတဲ့လူကို complaint letter ရေးရမယ်အဲ့တော့ complaining about the electronic calculator you bought from their shop ပေါ့နော်
တင်သူတို့ဆိုင်ကဝယ်လိုက်တဲ့ဒီလျှက်စစ်ကနန်းပေါင်းဆက်ကအလုံးမလုံးတော့အဲ့အလုံးမလုံးတော့တဲ့ဟာကို complain ရေးရမှာပေါ့နော်အဲ့တော့ဆိုင်ရပမာရှိတာလဲ number 28 Pagoda Road ရန်ကုန်မှာရှိတယ်ပေါ့နော်အဲ့တော့ tell him that when you got home the electronic calculator did not work ပေါ့နော်တင်အိမ်ပြန်ရောက်တဲ့အချိန်မှာအဲ့ electronic calculator ကအလုံးမလုံးတော့ဘူး did not work ပေါ့နော်အဲ့တော့ you would like a replacement to be made အဲ့ဒါကိုပြန်ပြီးတော့မှအစားထိုးပစ္စည်းပြန်လို့ခြင်းနဲ့အဆင်ပြေတဲ့နေ့တနေ့လေးကိုလိုချင်နေအဲ့ဒါကိုပတ်သက်ပြီးတော့မှရေးရမှာပေါ့နော်အဲ့တော့နောက်ထပ်စာကြောင်းအမေးလေးနဲ့ကိုဆက်ကြည့်ကြမယ် when you write a complaint letter follow the outline below ပေါ့နော်ဒီတကယ်လို့ complaint letter ရေးမယ်ဆိုလို့ရှိရင်ဒီအောက်ကပေးထားတဲ့အချက်လက်လေးတွေကိုမြင်မြန်ပြီးတော့ရေးရမယ်ပေါ့နော်အဲ့တော့ဒီ box အဝါလေးတွေကလေအဲ့စာကိုကြည့်ကြမယ် center address တဲ့စာပေးဖို့သူရဲ့ဒီစာကိုရေးရမယ်ပြီးတော့ date နေ့စွဲပြီးရင် receiver address စာလက်ခံရရှိသူရဲ့လိပ်စာကိုလည်းရေးရမယ် salutation greeting နှုတ်ဆက်စာကားလေးတွေရေးရမယ်ပေါ့နော်အဲ့ဒါကဘာပြောတာဆိုရှင် dear friend တို့ dear ဆရာတို့အဲ့ဒါကိုပြောတာပေါ့နော်အဲ့ဒါဆိုတော့ပြီးရင် body of the letter စာကိုရေးရမှာတဲ့စာကိုမှာတော့ paragraph 1 2 4 3နဲ့ရေးပေးထားတယ်ပေါ့နော်အဲ့တော့ဖတ်ကြည့်ကြမယ် paragraph 1မှာသူက describe what is wrong with the product or describe the problem ဒီဝယ်လာလိုက်တဲ့ product ထုတ်ကုန်ပစ္စည်းလေးကဘာဒီမားနေတာလဲဘာဖြစ်သွားတာလဲပြီးရင်တသနာကိုဒါပြပြရမယ်ပေါ့နော်ပြီးရင် give the date of purchase and place of purchase ပေါ့နော်ပြီးရင်ဒီဝယ်ခဲ့တဲ့ပစ္စည်းရဲ့နေ့စွဲနဲ့ဒီဆိုင်ရဲ့လိပ်စာကိုရေးရမယ်ဘာမှဝယ်ခဲ့တာလဲအဲ့တော့ရေးရမှာပေါ့နော်ပြီးတော့ paragraph 2မှာသူပြောထားတာလေ explain how you would like the problem to be solved တင်ဒီပြဿနာကိုဘယ်လိုဖြေရှင်းစေချင်တာလဲဘယ်လိုမျိုးခိုင်တွေစီချင်တာလဲဒါကိုရှင်းပြရမယ်ပြီးရင် paragraph 3မှာ explain that you look forward to receiving a reply together with a solution ပေါ့နော်ဒီတစ်ဖက်ကပြန်လာမယ့် reply ပြန်စာကို solution နဲ့တကွရောက်လာလိမ့်မယ်ဆိုတာကိုသင်စောင့်နေကြောင်းဒါရေးရမယ်ပေါ့နော်ဟိုပစ္စည်းပြန်များလို့ရှင်ဒီဘာရောထားမဖြစ်နဲ့နော်ရန်ဖြစ်လို့မရဘူးဒီမှာဟိုလေးနဲ့အေးလေးနဲ့ပြောသွားမယ်စာမျိုးရေးရမှာပေါ့နော်အဲ့တော့ set a date or time limit you wish to receive the reply ပေါ့နော်တင်ပြန်စာကိုရတဲ့အချိန်မှာဘယ်လိုခေါ်မလဲဒီတစ်ပတ်အတွင်းလိုချင်နေပေါ့နော်ဒါမှမဟုတ်နောက်2ရက်အတွင်းလိုချင်နေနောက်2ရက်အတွင်းလိုချင်နေနောက်3ရက်အတွင်းလိုချင်နေအဲ့ဒါလေးကိုlimit time လေးရေးရမှာပေါ့နော်ထည့်ထားပေးရမယ်ပြီးတော့ give a phone number where you can be reached ပေါ့နော်ပြီးရင်တင်ကိုဆက်သွယ်လာဖို့အတွက်ဒါဖုန်းနံပါတ်လေးဒီစာထဲမှာထည့်ပေးရမယ်ပေါ့နော်သူဒီစာအုပ်ထဲမှာတော့ဘယ်လိုထည့်ပေးထားလဲ39 12356ခုလို့ထည့်ပေးထားတယ်မြန်မာနိုင်ငံရဲ့ဖုန်းနံပါတ်ကဘယ်နှလုံးရှိတာလဲ6လုံးရှိတာပေါ့နော်အဲ့တော့မကတော့39 12356ခုရှိ6ထိရေးလိုက်မယ်ခွန်းထိမရေးဘူးဟုတ်ပြီနော်အဲ့တော့ closing နှီးကောင်းချုပ်ကြမယ်အနည်းကောင်းချုပ်တာမဟုတ် signature ထိုးရမယ်ပိုင်းရောက်လာပြီ closing မှာတော့ဘာပြောထားတာလဲဆိုတော့ include a living taken such as your faithfully signature and your full name ပေါ့နော်နာမည်အပြည့်အစုံကိုရေးရမယ်တဲ့ပြီးရင်လက်မှတ်ကလေးထိုးရပါမယ်တဲ့ဆိုတော့ဒီ box လေးမှာပေးထားတဲ့အတိုင်းဒါရေးတော့ရမယ်ပေါ့နော် okay ရေးကြည့်ကြမယ် complaint letter ကိုစာရေးကြမယ် center address ကိုရေးတဲ့အချိန်မှာရှင်းစားတခြားတော့မထည့်လိုက်ဘူးပေါ့နော်ဒီ text ထဲမှာပါတဲ့နံပါတ်21 Tingbin Road မြရကုန်းtownship ရန်ကုန်ပေါ့နော်အဲ့လေးပဲထည့်လိုက်မယ်အခုက2025ခုနှစ်ဖြစ်တဲ့အတွက်ကြောင့်မှာတော့ဒီ13ပေါ့နော်13/10/2025လို့ပဲရေးလိုက်တယ်ပေါ့နော်ဒါမင်းတို့စာတင်တဲ့ course ရောက်ပြီဆိုလို့ရှိရင်တော့တင်တဲ့ course ကိုရေးလိုက်ပေါ့နော်အဲ့တော့ပြီးရင် receiver address ကိုရောက်ပြီreceiver address ကဒီနေရာမှာဟို Bright Office and Stationery Store ရဲ့ sales manager အယောင် manager စီကိုပို့ရတာဖြစ်တဲ့အတွက်မာက the sales manager of Bright Office and Stationery Store အတူရေးလိုက်တယ်ပေါ့နော်ပြီးရင်သူကဘာလုပ်အောင်မှာလဲလိပ်စာကိုရေးရမှာဖြစ်တဲ့အတွက်ပြီးရင်သူရဲ့ short ပေါ့နော် comma ကုတ်လိုက်မယ်ပြီးရင် short at number မိခုနဲ့မှာပါတယ်လေ28
Pagoda Road ရန်ကုန်ဆိုတာလေးကိုရမယ်အဲ့တော့ center address ရပြီ date ရပြီ receiver address ရပြီအဲ့တော့ salutation ဆိုရယ် greeting အပိုင်းအောင်ရောက်လာပြီအဲ့တော့မတို့ salutation မှာဘာရေးမှာလဲဒီက friend ရေးမှာမဟုတ်ဘူးเนาะ same manager ကိုပြောမှာဖြစ်တဲ့အတွက် dear sir ဆိုပြီးတော့မှရေးကြမယ်အဲ့တော့ dear sir ဆိုပြီး comma ကုတ်လိုက်မယ်အဲ့တော့သူ့ရဲ့ exam မှာပေးထားတဲ့အတိုင်းပဲ date လေးကိုရေးကြမယ် dear sir ဒါမှရေးထားတဲ့စာပိုက်လေးကိုပဲဖတ်ပြလိုက်တော့မယ်ပေါ့နော်ငါနေ့စာကနေပြီးတော့မှဒီ calculator electronic calculator ငါဝေလာတဲ့အိမ်ပြန်ရောက်တဲ့အခါမှာငါထုတ်သုံးလိုက်တဲ့အချိန်မှာအလုပ်မလုပ်ဘူးအဲ့တော့ငါဒီ calculator နဲ့ပတ်သက်ပြီးတော့မှ replacement ပြန်လုပ်ခြင်းနဲ့ refund ပြန်လုပ်ခြင်းနဲ့အဲ့ဒါလေးကိုပဲရှိကြမယ်ပြီးတော့ငါတရက်စာကိုကောင်းမွန်ဆုံးသော solution လေးနဲ့ငါစောင့်နေမယ်အဲ့လေးပဲရေးကြမယ်အဲ့တော့မဒါအစားဆုံးပြဖတ်ပြမယ်ပေါ့နော် Namat 21 Timbin Road ညရကုန်း68ရန်ကုန် 13/10/2025 the same manager of Bright Office and Stationery Store shop at number 28 Pagoda Road Yangon Dear Sir on the 30th of October 2025 I bought the electronic calculator from your shop when I got home it did not work properly I tried to make it go back again but it can't be work so I would like a replacement to be made for that if you don't mind, because I need it in rush. If you agree my request, I will grateful to you deeply. I look forward to hearing from you within a week. I will wait for your reply with a solution. My phone number is 091234567889. Yours faithfully, Gusito. ရပြီပေါ့နော်ပြီးသူအောက်မှာလည်းဒါကိုစီတူဆိုပြီးတော့မှနာမည်ထည့်ရေးလိုက်မယ်ပေါ့ဒါဆိုလို့ရှိရင် complaint letter လေးကရပါပြီပေါ့နော်ရလားကူးချလိုက်တာမျိုးမလုပ်နဲ့နော်ဒါမင်းတို့တွေလည်းတိတိချာလေးဒါမရေးရှုံချက်ရေးသားမှမဟုတ်ဘူးကိုပါအရေးသားလေးနဲ့လည်းရေးကြည့်ကြပါမတော့ဒါမရေးထားတဲ့letter လေးကို sharing လုပ်ပေးရတဲ့ပေါ့ပဲနားလေစီချင်တဲ့သဘောလေးပဲပေါ့နော် okay ဒါကတော့ unit 10ရဲ့ food safety ရဲ့ writing ပေါ့နော်နောက် video မှာခဏနေစားလို့ရှင်တော့ unit 11ရဲ့အတနခါ unit 3မြန်မာကိုထမ်းသွားကြမယ်ပေါ့နော် okay ဒီနေ့ဒီ video လေးလောက်ပါလို့ရှင်အားလုံးပဲကျမရှင်ကြပါစေတတာပါရှင်